local product တွေကများတော့အဖြစ်ကိုယ့်ရဲ့လုပ်ငန်းခွင်ကိုကြောင်ချပြလိုက်ရင်တခြားလူကသိပြီးတော့လုပ်ငန်းခိုးပါမှာဆိုလို့ဆိုတဲ့ဟာမျိုးနဲ့တော်တော်ချမပြတာမျိုးရှိနေမြန်မာ label တွေ့ရတဲ့အထင်သေးသွားတဲ့အရာမျိုးတွေ made in မြန်မာဆိုတာနဲ့ဝယ်ဖို့တွန့်ဆုတ်သွားတဲ့အရာလေးတွေကိုအနည်းငယ်တော့ short ချလာနိုင်မယ်ထင်တာပဲကျမတို့တွေပေါ့နော်အခုခေတ်လူငယ်တွေရောလူလက်ပိုင်းတွေရောဒီအလှကုန်တွေကိုဝယ်ယူသုံးစွဲနေတဲ့ customer အများစုက made in မြန်မာဆိုတဲ့ product ကိုတိတ်မရွေးချင်ကြဘူးနောက်တစ်ခုကမြန်မာစာပါနေပြန်ရင်လည်းတိတ်မကြိုက်ပြန်အောင်သူတို့ဘာကြောင့်ဒီလိုမျိုးဖြစ်ရတာလဲကိုယ့်နိုင်ငံကထုတ်တဲ့ local ပစ္စည်းပေါ်ကိုယုံကြည်ချက်မရှိလို့ပါသူတို့ဘာကြောင့်ယုံကြည်ချက်မရှိရတာလဲဆိုတော့မရှိတော့အောင်လုပ်ထားရလေအများကြီးမို့လို့ပေါ့နော်နိုင်ငံတကာကနေထုတ်လုပ်ပြီးရောင်းချနေတဲ့ cosmetic brand တွေအများကြီးပဲထိုင်းရဆိုလဲထုတ်တယ် US brand တွေရှိတယ် Japan brand တွေရှိတယ် Korean brand တွေရှိနိုင်ငံခြား brand ဆိုတာနဲ့ကိုဆိုအထင်ကြီးပြီးတော့သုံးကြတယ်နိုင်ငံခြား brand တိုင်းကောင်းသလားဆိုတော့အများစုကကောင်းပါတယ်သူတို့က international မှာသူတို့ product တွေကိုဖြန့်နေတာဖြစ်တဲ့ကြောင့်သူတို့ထုတ်ချင်လို့ထုတ်ပြီးရောင်းချင်လို့ရောင်းလို့မရနိုင်ဘူးဥပမာကွာဒီမြန်မာနိုင်ငံကိုတင်ဖို့ရောင်းချချင်တယ်ဒီကတာဝန်ရှိတဲ့လူတွေကသူတို့ကိုသွားစစ်ချင်မှစစ်မယ်ဒါပေမဲ့တခြားနိုင်ငံကိုသူရောင်းချချင်တယ်ဥပမာ US လိုဘာလိုမျိုးသူတို့ပစ္စည်းတွေကိုတင်ပို့ရောင်းချချင်တယ်ဆိုရင်သူတို့အသိစစ်ခံရတယ်သူတို့ certificate တွေရှိကြောင်းပြနိုင်ရတယ်ဒါမျိုးဖြစ်မှာအဲ့နိုင်ငံတွေကသူတို့နိုင်ငံထဲကိုဒီပစ္စည်းတွေတင်သွင်းခွင့်ဆိုပြီးတော့သူတို့ချမှတ်ပေးရပါတော့ရောင်းချခွင့်ပေးရအဲ့တော့သူတို့တွေကဘာပြောသူတို့ quality ကြောင်းကောင်းကောင်းသိ quality ဘယ်လိုကောင်းအောင်လုပ်ရမလဲသူတို့ရဲ့ company image ကိုဘယ်လိုထိန်းရမလဲဒါတွေသိတဲ့အခါကျသူတို့ရဲ့ထုတ်တဲ့ product တော်တော်များကလည်းတကယ် effective ဖြစ်တယ် effective ဖြစ်တယ်ဆိုတာကဝက်ချံပြောက်ချင်လို့သုံးတယ်တကယ်ဝက်ချံပြောက်တယ်ဒီလိုမျိုးပေါ့တချို့အသစ်မရှိတဲ့ international သွားနေတဲ့ cosmetic တွေရှိရနော်company လေးရှိရနော်ဒါပေမဲ့အဲ့လို company တွေက maybe မြန်မာကိုတော့ရောင်းကောင်းရောင်းနိုင်တယ်ပေါ့နော်ဒါပေမဲ့တခြားသောနိုင်ငံတွေသူတို့ရောင်းလို့မရနိုင်အဲ့တော့ worldwide သိနေတဲ့ cosmetic brand တွေဆိုရင်လူများကယုံကြည်ပြီးသုံးကြတယ်ဘာလို့ဆိုတော့သူတို့တကယ် quality ကိုတေချာ emphasize လုပ်ပြီးတော့ရောင်းထားတယ်အဲ့ဆို local product တွေရောlocal product တွေကများတော့အဖြစ်ဒီနိုင်ငံရဲ့အလေးထားပဲပြောရမလားကိုယ့်ရဲ့လုပ်ငန်းခွင်ကိုကြောင်ချပြလိုက်ရင်တခြားလူကသိပြီးတော့လုပ်ငန်းခိုးပါမှာဆိုလို့ဆိုတဲ့ဟာမျိုးနဲ့တော်တော်ချမပြတာမျိုးရှိနေတယ်အဲ့တော့ချပြတဲ့နေရာမှာလည်းတကယ်ကချပြလို့ရတဲ့အပိုင်းတွေကိုချပြတဲ့နေပေါ့နော်ဥပမာထားပါတော့ကိုကဒီပစ္စည်းကိုထုတ်လုပ်နေတဲ့အခါမှာဘလို့ပတ်ဝန်းကျင်မှာထုတ်ပါတယ်ဆိုတဲ့ဟာလေးကိုချပြရုံလောက်ကတခြားလူတယောက်ကလွယ်ကူနေတော့မခိုးယူနိုင်ပါဘူးသူခိုးယူလဲသူပတ်စံအများကြီးကုန်တယ်မှဒီလိုဖြစ်မှာအဲ့တော့ပြောချင်တာကကို product ကိုနော်ဒီ customer တွေသိအောင်လို့ trust တစ်ခုရလာအောင်လို့ဒီလိုမျိုးတွေ quality တွေဒီလိုမျိုးနဲ့ထုတ်လုပ်ထားတယ်ပြောရင်ဘယ်လို test တွေကိုစမ်းထားပါတယ်ဆိုတဲ့ဟာတွေကို officially announce လုပ်ပေးနိုင်ရင်ဒီရေရှည်မှာဒီ customer တွေအော်ဒီက local company ပေမဲ့သူဘယ်လိုမျိုးတွေသွားနေတာဘယ်လိုမျိုးတွေစမ်းထားတယ်သူဘယ်လိုမျိုးတွေတိစောက်ထားတယ်ဆိုတာကို customer တွေဒါသိခွင့်ရမယ်ဆိုရင် customer တွေကလည်း local product တွေကိုယုံကြည်လာမှာပဲအဲ့လိုဆိုရင်မြန်မာ label တွေ့ရတဲ့အထင်သေးသွားတဲ့အရာမျိုးတွေ made in မြန်မာဆိုတာနဲ့ဝယ်ဖို့တွန့်ဆုတ်သွားတဲ့အရာလေးတွေကိုအနည်းငယ်တော့ short ချလာနိုင်မယ်ထင်တာပဲဒီလိုနည်းနဲ့ကျမတို့ local brand တွေကကိုယ့်ရဲ့ product quality ကောင်းအောင်တိစောက်တင်ပါတယ်တကယ်လေးတိစောက်တင်ပါတယ်ပေါ့နော်